အခုပြောပြမယ်အကြောင်းအရာကတော့လာအိုနိုင်ငံရဲ့အကြီးမားဆုံးသာသနာရေးပွဲတစ်ခုဖြစ်တဲ့တက်လွန်စေတီဒို့မဟုတ်လာအိုလိုထလွန်စေတီဆိုတဲ့ဖျားပွဲအကြောင်းပဲဖြစ်ပါတယ်။စေတီတရှိရာကတော့မြောက်ဖျားရက်ကွမ်စီဆက်တနာမြို့ဗျန်ကျင်းခရိုင်လာအိုနိုင်ငံမှာတရှိတာဖြစ်ပါတယ်။ထလွန်စေတီဟာလာအိုနိုင်ငံအတွက်အရေးကြီးဆုံးဖျားတဆူဖြစ်ပြီးတော့လာအိုလူမျိုးများအတွက်ဗုဒ္ဓဝင်တမိုင်းကိုကိုစားပြုတဲ့သင်္ကေတဖြစ်တယ်လို့အမျိုးသားသင်္ကေတပြရုံနဲ့သူတို့ရဲ့ပိုက်ဆံများထဲမှာအထွတ်အမြတ်ထားပေါ်ပြထားတဲ့ဇေဒီတဆူဆိုလဲမမားပါဘူးထလွန်ဇေဒီရဲ့တမိုင်းနောက်ခံအနေနဲ့ကတော့ထလွန်ဇေဒီကိုပထမအကြိမ်အနေနဲ့73ရာစု16ရာစုအတွင်းမှာတည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီးတော့ဒုတိယအကြိမ်ကိုတော့ခရစ်နှစ်1566ခုနှစ်မှာ1568ခုနှစ်အတွင်းမှာဆိုင်ညစီထတိလဆိုတဲ့လာအိုဘုရင်ကပြန်လည်ပြုပြင်မွမ်းမံ၍တည်ထားကိုးကွယ်ခဲ့တာလို့သိရပါတယ်။ဇေဒီတော်မှာပစ္စယံ3ခုပါဝင်ပြီးတော့အောက်ပစ္စယံအလယ်ပစ္စယံအပေါ်ပစ္စယံဟူ၍အဆင့်30ဖြင့်တည်ထားကိုးကွယ်ပါတယ်။ဖျားရဲ့ဌာပနာနည်းမှာတော့ကျွန်တော်တို့ဂေါရမမြတ်စွာဘုရားရဲ့ညှက်ရိုးတော်ကိုထဲသွင်းပူဇော်ထားတယ်လို့လည်းသိရပါတယ်။ထလွန်ဇေဒီရဲ့အဓိပ္ပာယ်ကတော့ဗုဒ္ဓဘာသာရဲ့စီလုံးမှုလာအိုအမျိုးသားစီလုံးညီညွတ်မှုရှင်ကျင်းမှုအမွေနဲ့ထိမ့်သိမ်းမှုဟူ၍ဖြစ်ပါတယ်။လာအိုလူမျိုးများအတွက်အမျိုးသားသင်္ကေတနဲ့ဗုဒ္ဓယဉ်ကျေးမှုကိုစားပြုတယ်လို့လည်းဆိုရပါအောင်မယ်။ဖျားပွဲကျင်းပချိန်ကတော့အကြမ်းမြင့်အနေဖြင့်17လပိုင်း1ရက်မှစ၍ကျင်းပတယ်လို့သိရပါတယ်။ပွဲတော်ကြာချိန်က3ရက်မှ5ရက်အထိကြာမြင့်တတ်ပါတယ်။နိုင်ငံရဲ့အကြီးမားဆုံးနဲ့အထင်ရှားအစီကားဆုံးသောပွဲတော်ဖြစ်တဲ့အတွက်တနိုင်ငံလုံးမှာပြည်သူများကလာရောက်၍ပါဝင်ဆွနွှဲကြပါတယ်။ပွဲတော်ပြုလုပ်တဲ့အခမ်းအနားများစွာလည်းပါဝင်ပါတယ်။ဖျားဖူးခြင်းလာအိုနိုင်ငံအနှံ့အပြားကပြည်သူများကတန်ဃာတော်များနဲ့အတူဖျားပွဲကိုစီကားစွာလာရောက်ဆင်နွှဲကြပါတယ်။မနက်ပိုင်းမှာတရားနာခြင်းဘုန်းတော်ကြီးများအားလှူဒန်းခြင်းအလှူဒန်းများပြုလုပ်ခြင်းများဖြင့်ကျင်းပကြပါတယ်။ညအချိန်မှာအမျိုးသားအမျိုးသမီးတွေကသူတို့နိုင်ငံရဲ့ရိုးရာဝတ်စုံကိုစီဝတ်ဆင်ကစီမီးတိုင်များကိုကင်ဆောင်၍ဖျားကိုလက်ဝဲရစ်ပတ်လှည့်လည်ပူဇော်အခမ်းအနားပြုလုပ်ကြပါတယ်။ဗုဒ္ဓဘာသာအယူအဆအရမိအလင်းဟာဗုဒ္ဓဓမ္မရဲ့ပညာအလင်းကိုပြသတယ်လို့ဆိုပါတယ်။ပွဲတော်အတွင်းမှာလာအိုယဉ်ကျေးမှုအပြုအမူများစွာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ပရိန်လက်ဝိတ်ဂီတအကနဲ့ပြတိုက်ပြပွဲများစွာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။လာအိုရိုးရာအစားအစာမျိုးစုံကိုလည်းရောင်းချကြမှာပါ